ကက်ကက်မှာရောကာလာလက်တွေအသုံးပြုလို့မရဘူးလားဆိုတဲ့လူတွေအတွက်ဒီ10 minute စာဗီဒီယိုလေးကိုကြည့်လိုက်တာနဲ့အဆင်ပြေသွားပါလိမ့်မယ်။လက်ရှိကက်ကက်ရဲ့ဖုန်း version မှာတော့ဒီ color LED တွေကအသုံးပြုလို့မရနိုင်သေးပါဘူး။ဒါပေမဲ့ desktop version မှာတော့ color LED တွေကိုအသုံးပြုလို့ရနေပါပြီ။အသုံးပြုနေရလဲအရန်ကိုရိုးရှင်းပါတယ်။ဒီပထမဆုံး kecap software တွေကနေပြီးတော့အပေါ်မှာမြင်တွေ့နေရတဲ့ tool panel တွေကနေပြီးတော့ adjustment တွေကိုဝင်လိုက်ပါမယ်။အဲဒီကနေပြီးတော့မှကျွန်တော်တို့ဒီဘက်ဘက်မှာရှိတဲ့ lab တွေကိုဝင်လိုက်ပါမယ်။အဲ့ဒီမှာ import ဆိုတဲ့ထဲကိုဝင်ပြီးတော့ကျွန်တော်တို့ရဲ့ editor pub ထဲကဝယ်ယူထားတဲ့ .cube ဆိုတဲ့ file တွေကို select လုပ်ပြီးတော့ဆွဲထည့်လိုက်ပါမယ်။ဒါဆိုအခုမြင်တွေ့နေရတာကတော့ lab တွေကိုအသုံးပြုလို့ရနေတဲ့ပုံစံဖြစ်ပါတယ်။ပထမဆုံး timeline ထဲမှာအယုတ်ကက်နှစ်ကက်ကို sample အနေနဲ့တင်ပြထားပါတယ်။ကိုလိုချင်တဲ့နေရာကိုဒီ lab တွေကိုဆွဲထည့်ပေးလိုက်ရုံပါပဲ။ဒါမှမဟုတ် lab ရဲ့ဘေးနားမှာရှိတဲ့အပေါင်းကလုတ်လေးကိုနှိပ်ပြီးတော့လေကိုလိုချင်တဲ့နေရာကိုဆွဲထည့်လို့ရပါတယ်။ lab ထည့်ပြီးသွားလို့ရှိရင်ညာဘက်မှာရှိတဲ့ basic panel တွေကနေပြီးတော့လေ temperature တွေ saturation တွေအလင်းမောင်တွေကိုလည်းပြန်လည်ချိန်ကြည့်လို့ရပါသေးတယ်။အခုလို professional lab တွေကိုအသုံးပြုခြင်းနဲ့ဆိုရင်တော့ editor ဘက်မှာစတင်ဝယ်ယူလို့ရနေပါပြီ။